30คนลูกขันจีเนเซงาขันจีตะเสขันเงเนเซงานี่30เนี่ยคนที่ตนาจินาตัดโดเชียมายีอมิวตาองค์ปมาโอจโนตูลีเนี่ยจโนเปียวชิมมาเลยที่เทมาจโนอเมริกันนาภูเจ้าวะลูกคมละเชียมายีกุศลมันตันเย่องค์ปมาโอจโนว่าตระการนี้เนี่ยเปียวชิมมาเลยกูเนี่ยสัตย์ใส่รอตูเมียกูชิดโลกูเนี่ยสัตย์ใส่รอตูเมียกูชิดโลตูเร่ก้าวเส้นเนี่ยจโน่โอ้จะมาพิพาเร่ดิมาขันจีตะเสเนี่ยเสงามาเชียนตัดเตียเตียวดีอัฐานโดรุลายุยเสียโรจโนดีทาวระติกูยาอันโดงาอเบรุปิวยามณีหูกูรอปิญญาสันลูตะพินมีเฉาอีกูรอกะรีติจันเวนอเบรุพอเปียทาตนีเตนอเบรุพัดบูตนีหูมีรอมูลีกูดูกะเตนีพยาตะขินทาวระพยากูใส่ส่วนสีตะเมียกูส่วนสีตะเมียยินส่วนสีตะเมียเนี่ยชิดโลเตนอีเองนี่ชิงกูเนี่ยอเมียชิดโลหูชีบารีหูเฉาอีဒီမှာဦးနဲ့ဆက်ဆိုင်တော့သူမြောက်ချစ်လို့ဦးနဲ့အမြချစ်လို့ဆိုတဲ့ဟိုစကလုံးနဲ့သူဖြစ်ပါတယ်ကျွန်တော်ပထမအနေနဲ့လူကာခန်းကြီး9လူကာခန်းကြီး9လူကာခန်းကြီး30နောက်ဆုံးမှာဒီဥစ္စာနဲ့ကျွန်တော်ချုပ်မှဖြစ်ပါတယ်လူကာခန်းကြီး9မှာဒီနေ့တင်းတော်လူကြီးများအတင်းတော်ဆရာဆရာမများယုံကြည်သူများကယေရှုခရစ်တော်နဲ့သူ့ရဲ့တပည့်တော်12ပါးဟိုသူက2ယောက်တသွေးနဲ့ personal evangelism သူကခိုင်းပါတယ်အဲ့တော့သူကခိုင်းပြီးတော့ဒီ2ယောက်ရှိတွားလို့ဆို10နှစ်ယောက်2ယောက်တွဲနဲ့တွားလို့ဆို6တွဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ယုံကြည်သူတိုင်းရဲ့တာဝန်ဖြစ်ပါတယ်ဒီနေ့လုံဆောင်နေတဲ့လုပ်ငန်းလေးဖြစ်ပါတယ်အဲ့ဒါပြီးမှခန်းကြီး9မှာကြည့်လို့ရှိရင်90ပါးပြန်ပြီးတော့2ယောက်တတွဲနဲ့ပြန်ပို့ပါတယ်2ယောက်တတွဲဆို36မှာပေါ့နော်အဲ့တော့10နှစ်နဲ့ပြန်ပေါင်းလို့ရှိရင်ဘယ်လောက်ဖြစ်မလဲဆိုတော့424ပြီးတော့2ယောက်တတွဲနဲ့လို့ဆို500ကိုနေနဲ့စားလို့ရှိရင်2ယောက်တတွဲနဲ့စားလို့ရှိရင်150ဖြစ်တယ်150က10ပါလို့12ယောက်ကိုထပ်ပြီးတော့ဟောတယ်အဝံဂေလိဟောပြီးမှသူတို့ထပ်ပြီးတော့ရာရုပ်စာတွေနဲ့ပေါင်းလို့ရှိရင်3000အထိတက်သွားတာဖြစ်ပါတယ်အဲ့ဒါကြာဘူးနာဝဖြစ်တဲ့ discipleship ရဲ့ဟိုဒီတဲ့အတိုင်းပဲကျွန်တော်အဲ့ဒီ example ယူချင်ပါတယ်ဒီနေ့ကကျွန်တော်ယုံကြည်သူများရဲ့လုံဒီမှာပြောတဲ့အတိုင်းပဲတတ်နိုင်တဲ့အရာအားလုံးကိုရောကပဏိကျင်းဝင်အဘေတို့ဖော်ပြထားသနည်းတင်အဘေတို့ဖတ်ဘူးသနည်းဟိုမြည်တယ်ဒီနေ့ဖျားတခင်ထာဝရဖျားကိုစိတ်ဆွမ်းရှိသမျှပူဆွမ်းရှိသမျှညင်ဆွမ်းရှိသမျှနဲ့ချစ်လို့ဒီနေ့
အိမ်နေချင်းကိုနဲ့အမြတ်ချစ်လို့ဒီနေ့ယုံကြည်သူများမယုံကြည်သူများကျွန်တော်မတည်ဘူးတဲ့လူတွေပဲဖြစ်ဖြစ်တည်ဘူးတဲ့လူပဲဖြစ်ဖြစ်ကျွန်တော်ကနှစ်ယောက်တတွဲတော်လို့ရှိရင်တနည်းနည်းချင်းကျွန်တော်ဇက်เสีย3000မက3000တသိန်း3သိန်းထိကျွန်တော်မတက်ဗါလဲမတူးတဲ့ဘူးလို့ပြောလို့မရဘူးအသားရှိမရှိဘူးမဟုတ်ဘူးလားအဲ့ကျွန်တော်ကနှစ်ယောက်တတွဲတခါလေ10ယောက်10ပါရလူကာခန်းကြီး9အခန်းကြီး9ခန်းကြီး30အဲ့ဒီမှာကျွန်တော်က discipleship ရဲ့ပုံပမာဖြစ်ပါတယ်ဒုတိယအနေနဲ့ discipleship လုပ်တဲ့အချိန်မှာကျွန်တော်ကသင်ခြင်းနည်းလည်းလိုအပ်ပါတယ်တခါလေကျွန်တော်ဟာတာလို့ပြောဖို့ပါတယ်ကျွန်တော်ကပြောချင်းဖြင့်မိတော့တယ်အမြင်ချင်းဖြင့်တရိရတယ်လက်တွေ့လှုပ်ချင်းဖြင့်နားလေသဘောပေါက်တယ်ဆိုတာမျိုးကျွန်တော်အမေရန်ကျွန်တော်ကတင်ချာပြီးတဲ့ဆရာမတွေအားလုံးကြည့်မှာပါအဲ့ဒါလေနာဘူးကြားဘူးတဲ့စကလုံးဖြစ်ပါတယ်အဲကြောင့်ကျွန်တော်က discipleship လုပ်တဲ့ချိန်မှာတင်ချာနီးကဘယ်လောက်အရေးကြီးလဲဆိုတာဒီနေ့ beginner မိုးချူရွယ်ကိုကျွန်တော်တင်တော့ရှိခဲ့ပြီးပြီ beginner 4နှစ်5 6 primary consit 9 junior 17 senit inter 73 45 senior 16 second sit ပြီးတော့older adult young adult youth area တွေပေါ့အဲ့မျိုးကျွန်တော်ကတယောက်ပြီးတယောက်နှစ်ယောက်တတွဲနဲ့ကျွန်တော်ကသင်ခေါ်ပြီးတော့ event evangeli ဟောတယ်တင်ချာနီးနဲ့တကွကျွန်တော်ကဆွေးဆောင်နိုင်တယ်တင်ချနိုင်တယ်ဆိုရင်ပြီးနဲ့ခုနပြောသလို3သိန်း10သိန်းထိကျွန်တော်ကမကြာခင်ဖြစ်တော့မယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီရှုခိတော်ရဲ့တပည့်တော်12ပါးကနေတနည်းထိနီးပြီးတော့အကောင်းဆုံးဖြစ်ပါတယ်လို့ပါစာ confirm ကြားဘူးတယ်ဖတ်ဘူးလည်းဖတ်ဘူးမှာပါအဲကြောင့်ကျွန်တော်က discipleship လုပ်တဲ့ချိန်မှာတင်ချာနီးစနစ်လေတော်တော်လေးအရေးကြီးတယ်ခုကျွန်တော်ကတင်ချာနီးစနစ်ပြောခဲ့တော့လေအချိန်ကခုက10မိနစ်စီတော့ဘယ်လောက်မသိဘူးအချိန်ကမြဲတော့ခဲ့ပြီရကာလမှာကျွန်တော်ထပ်ထည့်ရရှိတယ်ပါရှိလဲဆိုတော့ music ပိုက်ကိုကျွန်တော်နည်းနည်းဟိုမဆလာတွတ်ပေါ့နော်နာနန်တွတ်ပေါ့ချူမုံမြတ်တွင်လည်းမခွန်လို့ပြပါလို့ဟိုတခါကျွန်တော်ပြောဖို့တယ်ပြဖို့တယ်ပူရာလေး music တင်တဲ့လူတွေနော်ပူရာလေးတင်ဖို့တဲ့လူmusic ရှင်းနေကျွန်တော်လည်းလက်ထုံပြပါအောင်ပူရာလေးနဲ့ music တင်ဖို့တဲ့လူတရားမှမရှိဘူးလားဟုတ်ပြီကိုရာလေးပြမယ်နော်တခါလေးတို့လုံငန်းမှာတော်တော်လေးလှုပ်ကျန်းတယ်တခါလေးချောတာလည်းရှိတယ်လှုပ်ကျန်းတာလည်းရှိတယ်ဒီထဲမှာတခါလေးလက်ရအနည်းမှဖြစ်ပါတယ်အကြောင်းကျွန်တော်ကကိုရာလေးနဲ့ပြမယ်နော်လက်ညောင်းတဲ့အချိန်မှာကျွန်တော်က music ကိုလှုပ်ရင်းနဲ့ကျွန်တော်ကလက်ညောင်းပြီးဖို့ရကျွန်တော်ကနည်းနည်းလှုပ်ပြရအောင်နော်ကိုရာလေးပြဖို့ရနော်ကိုရာလေးကဲကိုရာလေးဟာကဲ
ချိန်မှာလုပ်လို့ရပါတယ်ဒီတော့ညောင်းတဲ့ချိန်မှာလမ်းလျှောက်တဲ့ချိန်မှာဖြစ်ဖြစ်exercise လုပ်လို့ရပါတယ်လို့နော်အဲ့ဒါပါထူပြီးသွားပြီဒီဟင်းမိသွားတယ်အားရတော့နော်ဟုတ်ပြီကျွန်တော်နောက်ဆုံးအနေနဲ့နောက်ဆုံးကြားရှင်တယ်နော်နောက်ဆုံးတော့ကြားရှင်ပါတယ်ကဲဒီမှာတနာကျင်နာတတော်ဆီယာမကြီးအမျိုးသားပုံပမာထဲမှာကျန်တဆရာတယောက်ကြီးပဋ္ဌာန်းတော်တို့လာ၍ဆရာတော်မေးတယ်လို့ကျွန်တော်ကတပည့်တော်ခေါ်တဲ့ချိန်မှာဘယ်သူကဘယ်ကာဏနဲ့လာမယ်ဆိုကျွန်တော်ပြောလို့မရဘူးတခါလေသူ့ရဲ့သူကမန်ကန်ကြောင်းဒီလိုပြချင်တယ်ဆိုတာမျိုးလည်းဖြစ်နိုင်တယ်ဒါမဲ့ဒီမှာဘူရောကပညာကျမ်းတွေဘယ်တော့ဟောပြထားသနည်းဘယ်တဲနာဘယ်တော့ဖတ်ဘူးသနည်းပြီးတော်မူတယ်သူသူကတင်းနေဘုရားတခင်ဟောရဘုရားကိုစိတ်ဆွမ်းရှိသမျှဘူဆွမ်းရှိသမျှဉာဏ်ဆွမ်းရှိသမျှနဲ့ချစ်လို့တင်းနေအင်းနေချင်းကိုဘူနဲ့အမြချစ်လို့ဟုမရှိတယ်ကိုရိပ်ရှိအဲ့လိုပဲကျွန်တော်ကနောက်ဆုံးအနေနဲ့ဒီဥစ္စာထဲမှာဘာပြောချင်တယ်လဲဆိုတော့ဘူကအမှန်ဖြစ်ပါတယ်ကိုကလုံနိုင်ပါတယ်ကိုကတတ်နိုင်ပါတယ်ဆိုတာမျိုးစိတ်ဆန္ဒဒေရှုခိတော့အလူမရှိတဲ့အတွက်ကြောင့်တာရကအနေနဲ့ကြီးထားတာဖြစ်ပါတယ်29မှာသူသူရီမိမိပညာကိုပေါ်ပြလို့သဖြင့်အဘယ်သူရီကျွန်ုပ်၏အင်နေချင်းဖြစ်ပါသနည်းအဘယ်သူရီကျွန်ုပ်၏အင်နေချင်းဖြစ်ပါသနည်းမိမိသူအခါ30ထဲမှာ30မှာသူအခါသခင်ယေရှုကလူတယောက်ကြီးယေရုရှလင်မှာဇေရခေါမြို့ကိုတွားရလာတွင်ဓမြများနဲ့သူ၏ဓမြတို့၏ထိုသူ၏အဝတ်များကိုချွတ်ကြ၏ထို့နောက်သူ့ကိုဒိုင်းနေ၍တီရိုနီပါရှိသောအခါပစ်ထားခဲ့ကြ၏ဒီလိုပြောလို့ရှိရင်ကျွန်တော်ကဂျစ်ပယောဟေလေဗီဂုစမဒန်ဂုရှမိုင်အမျိုးသားပေါ့ဒီ3ယောက်ထဲမှာကျွန်တော်ကဘယ်ပုဂ္ဂိုလ်ထဲမှာပါတယ်လဲတခါလေလေဗီရဲ့ပေါ့လေဗီအမျိုးသားထဲမှာပါသလားဒါမှမဟုတ်ဂျစ်ပယောဟေအမျိုးသားထဲမှာဟဲ့လားဒါမှမဟုတ်ဟာဂုစမဒန်ထဲမှာပါသလားဆိုတော့စိတ်အများအားကျွန်တော်တွေးထောဖို့ဒီမှာယေရှုခရစ်တော်ရဲ့တာရကဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်ကတခါလေစိတ်နှလုံးသားဟိုစပေါ့ခုန exercise လုပ်သလိုကြာစင်းတဲ့ချိန်စိတ်နဲ့ကြာတဲ့ချိန်တခါလေဖြစ်တတ်ပါတယ်အဲ့ချိန်မှာကျွန်တော်ကဘာကိုလမ်းပြတ်မလဲဘာကိုတင်ပြမလဲဆိုတော့အဲ့ဒါလဲကြာပူနာဝဖြစ်မှာပါကြာပူနာဝစူတောင်းတဲ့ဥစ္စာနော်စူတောင်းတဲ့ချိန်မှာဒီလိုအမေရိကန်ကျွန်တော်ကလေဟုတ်တယ်မလားဟုတ်တယ်နော်ဟုတ်တယ်နော်ဟုတ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ဒီဆုံးမှာဘာကိုရည်နှွန်းထားတယ်လဲဆိုဒီနေ့ပြောပြပြပါဦးဒီခုလေအားလုံးပုံမှပဲတီးလို့ရတယ်ဟိုကဒီနောက်ဆုံးကဘာပြောရှင်တယ်လဲဆိုတော့ဖတ်ချင်းဖြင့်နားထောင်ချင်းဖြင့်ယုံကြည်ခြင်းရလာတယ်ကျွန်တော်မပြောဘဲနဲ့ तू ကဘယ် तू ကယုံနိုင်မှာလဲအဲကြောင့်ကျွန်တော်ကနောက်ဆုံးမှာကျွန်တော်ကနားထောင်ခြင်းဖြင့်ကျွန်တော်ယုံကြည်ခြင်းရပါတယ်နားထောင်ဖို့အတွက်ကျွန်တော်ကပြောမှပဲသူတို့ကနားထောင်နိုင်မှာဖြစ်ပါတယ်မဟုတ်ဘူးလားအဲကြောင့်ကျွန်တော်တို့ကယုံကြည်ခြင်းကိုရရှိဖို့အတွက်ကျွန်တော်ကပြောပြဖို့အရေးကြီးပါတယ်ပြောပြတာကိုကျွန်တော်နားထောင်ခြင်းဖြင့်ကျွန်တော်ကယုံကြည်ခြင်းကိုရလာမယ်ပြောတာဖြစ်ပါတယ်အဲဒါကြောင့် disciple အဲမှာကျွန်တော်ပြောပြဖို့ကြားတာနဲ့ယုံကြည်လာတယ်ဒုတိယအနေနဲ့ပါတယ်ဒုတိယဘာဒါတော့ပြောပြတာလဲဆိုတော့ဖတ်တယ်ကျမ်းစာ
ဗျာဒိတ်တော်ခန်းကြီးတစ်ခန်းငယ်3ခုနပထမမှာ room ရောမအခန်းကြီး30 second ကြားချင်းဖြင့်ယုံကြည်ခြင်းရလာတယ်ပြီးတော့ဒီမှာဗျာဒိတ်တော်ခန်းကြီးတစ်ခန်းငယ်3မှာဖတ်ချင်းဖြင့်မင်္ဂလာရှိလာတယ်ခုနကျွန်တော်ဆရာတို့စီကိုကျွန်တော်ပြောပါဒီကအမေရန်ကျန်းစာကိုဖတ်တယ်အမင်္ဂလာပျော်လဲပျော်တယ်ကျွန်တော်လည်းပျော်တယ်ဒီနေ့ဆိုရင်ဒါနဲ့တော်တော်လေးကျဲတယ်နော်ဆရာမကျွန်တော်ကျန်းစာဖတ်တာတော်တော်လေးပျော်ပါတယ်မင်္ဂလာရှိပါတယ်နော်ဒါဒုတိယအနေနဲ့ဗျာဒိတ်တော်အတာခန်းကြီးတစ်ခန်းငယ်3မှာကျွန်တော်ဖတ်ရချင်းကြောင်းမင်္ဂလာရှိပါတယ်တတိယအနေနဲ့ဒါလည်းဇက်ရှေတဲ့နော်ရီအခြားတဲ့နော်ရီထက်ဆရာတော်တို့ရဲ့ပြောတဲ့ဟောတဲ့ကျမ်းစာပဲဟောတဲ့ဥစ္စာတွေမာနလားမမာဘူးလားဆိုတမန်တော်အခန်းကြီး7ထဲမှာပေါဟောတဲ့ဥစ္စာကိုမာနလားမမာဘူးလားဆိုတက်ဆလိုနီကာလူရီတဲ့ဘယ်ရီယာလူရီယာပူပြီးတော့နိရှင်နိတိုင်းကျမ်းစာဖတ်တယ်ပေါပြောတဲ့ဥစ္စာဟောတဲ့ဥစ္စာမာနလားမမာဘူးလားဆိုအမေရန်ကျမ်းစာနဲ့ဤလိုက်ဖတ်ပြီးတော့ရှိတယ်အချောင်းကျွန်တော်ကယုံကြည်သူများကျွန်တော်လည်းပဲကွာဟိုတနည်းလည်းတရားဝါတယ်ဟောတရားဝါဟောတယ်ကျမ်းစာနဲ့ကြိုက်သလားမကြိုက်ဘူးလားဤတိုင်းဤရှင်ဤတိုင်းတက်ဆလိုနီကာလူမျိုးထက်ဘယ်ရီယာလူရီယာကျမ်းစာကိုဤတိုင်းဖတ်ပြီးတော့ပေါ်ရဲ့ပြောတဲ့ဥစ္စာကိုဟောတဲ့ဥစ္စာမှန်တယ်လားမမှန်ဘူးလားအများအားရှိပါတယ်အဲကြောင့်ကျွန်တော်ကဤရှင်အသစ်ရှင်တဲ့ချိန်မှာကျွန်တော်အတ္တကျမ်းစာနဲ့ကြိုက်သလားမကြိုက်ဘူးလားဘုရားလူတော်နဲ့ကြိုက်သလားမကြိုက်ဘူးလားမင်္ဂလာရှိသလားမင်္ဂလာရှိသလားနော်ဒါမျိုးကျွန်တော်ကျမ်းစာနဲ့အများအားပါလေဖတ်ဘူးဟောဒီတုံချက်နေနဲ့ပြောချင်ပါတယ်ဒီဟာရုပ်စာပါဒီနှထားတယ်ဆိုတော့စာလံခန်းကြီး119ခန်းကြီးကို30 ဖတ်တော်လို့ရှိညီရှင်ဤတိုင်းကျမ်းစာဖတ်တဲ့အတွက်ကြောင့်စိတ်နှလုံးထဲမှာအမေရန်ပဲကျွန်တော်ဘုရားတရားကိုပဲပြီးဝပြီးတော့လိုတဲ့အချိန်မှာထုတ်လိုက်တယ်ပြောလိုက်တယ်ဝမ်းတဲ့အချိန်မှာအားပြီးတယ်သူများလိုတဲ့ဥစ္စာကိုပြီးနိုင်တယ်တင်ပြီးနိုင်တယ်ဟောနိုင်တယ်အားပြီးနိုင်တယ်ပေါ့အဲ့ဒါကိုကျွန်တော်ရဲ့သရုပ်ထသူတောင်းတဲ့အချိန်မှာကျွန်တော်တတိယကိုနောက်ဆုံးရုပ်စပါပြောတယ်ဆိုတော့စာရာခန်းဒီခန်းရဲ့တိနေတုံးမှာအမေရန် meditation စဉ်းစားဆင်ခြင်တယ်ပြီးတော့တယ်ကျမ်းစာကိုပဲအမေရန်တော့ပြီးတော့စဉ်းစားတယ်အကြောင်းဘယ်နေရာပဲတွားကျွန်တော်ဆူတောင်းတဲ့အချိန်မှာဒီ5ချက်ကြောင့်ကျွန်တော်အားရလာတယ်ဟောနိုင်တယ်ပြောနိုင်တယ်သူများအတွက်ဝိတမင် A ကနေ Z ထိပြီးနိုင်တယ်မဟုတ်ဘူးလားဝိတမင် A ကနေ Z ထိဒါကျန်းစာထဲမှာစုံပါတယ်အဲကြောင့်ကျွန်တော်ကဒီအစုံကိုဘယ်နေရာမှာတုံးမလဲ30မှာအခန်းငယ်30သူအခါသခင်ယေရှုကလူတယောက်ဒီဂျေရုဆလင်မြို့မှာဂျေရခေါမြို့ကိုတွားရလာတွင်ဓမြများနဲ့တွေ့ဓမြတို့ဒီထိုသူ၏အဝတ်များကိုချွတ်ယူကြ၏ကျွန်တော်ဒီထူတောင်းတဲ့အချိန်မှာကျွန်တော်ဟောတဲ့အချိန်မှာညီရှင်ညီတိုင်းကျွန်တော်ဖတ်တဲ့အချိန်မှာဘာဓမြတွေ့ခဲ့တယ်လဲဆိုတော့ပြောလို့မရဘူးတခါလီစိတ်ပိုက်ဆိုင်ရာဝိညာဉ်ပိုက်ဆိုင်ရာ physical ပိုက်ဆိုင်ရာဓမြခါတယ်လို့အများကြီးရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်ဘာနည်းနဲ့ကျွန်တော်အားပြီးမလဲဘာနည်းနဲ့ကျွန်တော်ကူနေနိုင်မလဲအဲ့ဒါဓမြဘယ်သူ
ကျွန်တော်ပြောလို့မရဘူးအဲကျွန်တော်ဂျေရုဆလင်ကနေဟာဒီကြားထဲမှာဓမြကြုံတဲ့လူရှိတယ်လို့ပေါ့ကျွန်တော်ဒီဘဝချင်းမှာဓမြခါနေလို့ကြုံတဲ့လူအများကြီးရှိနေတယ်အဲ့တော့ကျွန်တော်30တိထဲမှာဂျစ်ပယောဟိတပါရီထူလန်တိုင်းခရီးပြူလာရှိသူသူကုမြင်ဤဒုံရရင်သူဤရှောင်းကွင်းရတွားဤသူနီးသူလေဝိအနွယ်ဝင်တယောက်သူနီရတော့ရောက်လာဤသူဤလေလူနာကူလာချိပြီးတဲ့ရှောင်းကွင်းရတွားလိကျွန်တော်လူတော်တငယ်ချင်းများဖြီးမဘူးလူတော်တငယ်ချင်းများကိုရှောင်းကွင်းပြုတ်သွားပြီးတော့ထားခဲ့မလားလူတော်သူများကိုလူတော်တငယ်ချင်းများကိုကြည့်ပြီးတော့ဖြီးမဖို့အတွက်ဘုရားလူတော်ရှိတယ်ဘုရားတကယ်ကတာရကပြီးတော့ဆောင်ပြီးအကြောင်းဖြစ်ပါတယ်30နှစ်ထဲမှာသူနည်းသူလေဝိအနွယ်ဝင်တယောက်ကြီးသူနေရာတော့ရောက်လာသူလေလူနာကိုလာကြည့်ပြီးတယ်ရှောင်းကွင်း၍လူနာကိုကြည့်မယ်ဆိုတော့ယူဒီရဲ့နလိထုံးစံနဲ့ရှမကြီးရဲ့နလိထုံးစံနဲ့လုံးဝမတူသူတို့ညာလူဖြစ်သွားတယ်အမျိုးလည်းမတူခုတော့အစ္စရေးနဲ့အီရန်ပုံစံလိုဖြစ်သွားတယ်တမျိုးရှိဖြစ်သွားတယ်ဒါပြင်မဲ့ကျွန်တော်ကယေရှုခရစ်တော်ကျွန်တော်နှလုံးသားထဲမှာအစွမ်းရှိသမျှကျွန်တော်စိတ်ထဲမှာကျွန်တော်ရှိလို့ရှိရင်ဒန်တူလို့မရှိတော့ဘူးလွတ်တော်သူများကိုဘူးဆိုပြီးတော့ကျွန်တော်ဦးနေနိုင်ဖို့အတွက်တာရကဖြစ်ပါတယ်33မှာဒုံရတွင်ရှာမာ၏အမျိုးသားတယောက်သည်ခရီးပြုလာရှင်သူနာရှိရတော့ရောက်လာတော့သူနာခုမြင်၍တနာကျင်နာစိတ်ရှိသဖြင့်သူနာ၏ထာတို့ရှင်းကပ်ပြီးတယ်သူနာ၏ဒါယာမြတ်ကိုစီနေစပစ်သည်လိမ့်ချင်၍အဝတ်ဖြင့်စီပြီးရှာမာ၏မျိုးဟာအချိန်လဲပြီးတယ်ဥစ္စာပစ္စည်းတွေလည်းပြီးတယ်စီလည်းပြီးတယ်စပစ်တွေလည်းလိမ့်ပြီးတယ်သူကရှိလို့မဟုတ်ဘူးလူဝတ်တဲ့အတွက်ကြောင့်သူကတခါနဲ့ကူနေလိုက်ပါသူကတော့အမျိုးမဟုတ်ဘူးသူကခရိယာမဟုတ်ဘူးသူကဒီလိုမျိုးမဟုတ်ဘူးဆိုတာမျိုးသူကမကိုချဘူးလူဝတ်တဲ့အတွက်ကြောင့်ဖြီးမဘူးအတွက်လူဝတ်တဲ့အတွက်ကြောင့်အားပြီးဖို့လူရတဲ့အတွက်ကြောင့်ပြုစုဖို့လူရတဲ့အတွက်ကြောင့်အခါထင်းနဲ့ပြုစုပါတယ်35မှာနောက်တနည်း၌ဧခုယာဒိတ်တာမှထွက်ခွာခြင်းတွင်သူဒီနရီဒင်္ဂါနဲ့ပြားကိုထုတ်၍ဧခုယာရိတ်တာပိုက်ရှင်အားပြီးတယ်ဤသူနာကိုကြည့်ရှု၍ပြုစုပါနောက်ထပ်ကုန်ကြသမျှကိုအကျွန်ုပ်တို့ပြန်လာတော့အခါပြီးပါမယ်ပြော၏ရှိလို့မဟုတ်ချီတလောက်နဲ့ကူနီနိုင်တလောက်နဲ့သူကကူနီဖို့အတွက်အစဉ်တဖြစ်ပါတယ်လို့ပြောချင်ပါတယ်36မှာသူ3ယောက်တို့အနက်အဘယ်သူတွေဓမြဘေးနဲ့ပြရသူအိမ်နေချင်းဖြစ်မဲ့ဟုထင်တနီဟုမိတော်မူ39ထဲမှာကျမ်းသက်ဆရာကသူနာအာတနာကျင်နာစွာပြုစုသူဖြစ်ပါတယ်ရှောက်လေသခင်ယေရှုကတင်းနေတွား၍သူနေသူပြုတော်မိတော်မူကျွန်တော်နောက်ဆုံးနေတယ်သူနေသူစွာတွား၍ပြုစုပါအဲ့ဒါပဲဒီနေ့ကျွန်တော်ယုံကြည်သူများသူနေသူစွာတွား၍ပြုစုပါနှစ်ယောက်တွဲရင်လဲဆန္ဒပါတွဲရင်လဲသူနေသူစွာပြုစုဘောပြောက်ဖို့အတွက်တင်ပြီးဖို့အတွက်ဘုရားတခင်လိုတော်ရှိပါတယ်ဘယ်သူကဓမြကြုံလဲကျွန်တော်ပြောလို့မရဘူးသိဝင်းငင်အားလုံးညွန်ချုံတယ်ငယ်ချင်းအများကြီးရှိမရှိနိုင်ဖြီးမဘူးအတွက်လိုတော့ငယ်ချင်းများရှိမရှိနိုင်အဲကြောင့်ကျွန်တော်30ခုနှစ်တဲဒီတွားလို့ထူနေသူပြုတော့မိန်တော်မူ
တနည်းထိုနည်းသူစွာသွား၍ပြုကြမဲ့လူမြတ်ဖြစ်ကြပါတယ် Praise and Worship Music ပွဲတွေလာပြီးတော့တခြင်းတပုတ်တစ်ခုပေါ့ပါတခြင်းဆိုရင်ကောင်းမလဲငါကျွန်တော်စုတော့ပြီးတော့အဲလို့သူရှိရဲ့လုံချုံတဲ့ကိုတော့မမောက်ကချွန်တော့အကွယ်ကားတဲ့ကိုတော့သူရှိရဲ့တေချာတဲ့ဘယ်ရမှသာရှိမရပါကိုရောသူရှိရဲ့အောင်မြင်တဲ့ကိုတော့မမောက်ကကျွန်တော်အချာနာစီတဲ့ကိုရောသူရှိရဲ့ဆုံးလန်းတဲ့လိုချင်တာချမရှိရှိမှာကိုရောသွားနေတယ်ကျွန်တော်ရဲ့နောက်မှာကိုရောမရှိနေတယ်ကျွန်တော်နဲ့မဲ့သူကိုရောရှောင်းလာနေတယ်ကြောက်ရွံ့ခြင်းလည်းမရှိဘူးကျွန်တော်ရဲ့ရှိမှာကိုရောသွားနေတယ်ကျွန်တော်ရဲ့နောက်မှာကိုရောမရှိနေတယ်ကျွန်တော်နဲ့မဲ့သူကိုရောရှောင်းလာနေတယ်ကြောက်ရွံ့ခြင်းလည်းမရှိဘူးကိုရောရှိတယ်ကိုရောရှိတယ်မကြုံစုရသေးတယ်အနာဂတ်ကိုရောပြမောက်ကကျွန်တော်လမ်းပြတယ်တခါမှမရောက်ဘူးတဲ့နေပဲတဲ့ယုံကြည်ခြင်းနဲ့ရှောင်းလာတယ်ကျွန်တော်ရဲ့ရှိမှာကိုတော့သွားနေတယ်ကျွန်တော်ရဲ့နောက်မှာကိုတော့မရှိနေတယ်ကျွန်တော်နဲ့မဲ့သူကိုတော့ရှောင်းလာနေတယ်ကြောက်ရွံ့ခြင်းလည်းမရှိဘူးကျွန်တော်ရဲ့ရှိမှာကိုတော့သွားနေတယ်ကျွန်တော်ရဲ့နောက်မှာကိုတော့မရှိနေတယ်ကျွန်တော်နဲ့မဲ့သူကိုတော့ရှောင်းလာနေတယ်ကြောက်ရွံ့ခြင်းလည်းမရှိဘူးဘယ်လိုမြတ်တိုင်းတွေဆိုရမစေကြောက်ရွံ့ခြင်းလည်းမရှိဘူးဘယ်လိုပဲသာရှိတွေကြီးမှမစေကြောက်ရွံ့ခြင်းလည်းမရှိဘူးဘယ်လိုပဲကြီးတွေဆိုရမစေကြောက်ရွံ့ခြင်းလည်းမရှိဘူးဘယ်လိုပဲသာရှိတွေကြီးမှမစေကြောက်ရွံ့ခြင်းလည်းမရှိဘူးဘယ်လိုကြီးတွေဆိုရမစေကြောက်ရွံ့ခြင်းလည်းမရှိဘူးဘယ်လိုလဲသာရှိတွေကြီးမှမစေကြောက်ရွံ့ခြင်းလည်းမရှိဘူးကျွန်တော်ရဲ့ရှိမှာကိုတော့သွားနေတယ်ကျွန်တော်ရဲ့နောက်မှာကိုတော့မရှိနေတယ်ကျွန်တော်နဲ့မဲ့သူကိုတော့ရှောင်းလာနေတယ်
ရှိမှကိုယ်တော်သွားတဲ့နေတယ်ကျွန်တော်ရဲ့နောက်မှာကိုယ်တော်မရှိနေတယ်ကျွန်တော်ရဲ့မဲ့သူကိုယ်တော်ရှောင်းလာနေတယ်ကြောက်ရွံ့ချင်လည်းမရှိဘူးကိုယ်တော်ရှိတယ်โอ้พระพยาကျွန်တော်ဒီနေ့နေရာကျွန်တော်ဒီတော်မူတော်နှုတ်ကပတ်တော်အတိုင်းကျွန်တော်လိုက်ရောက်ကိုနေရတယ်ကိုတော်လမ်းပြကိုဆောင်တော်မူပါဟောဖအမုန်းတရားထက်မေတ္တာတရားနဲ့ရှောက်ဖို့ရကိုတော်မဆာတော်မူပါလီလီကိုဆုချင်းထက်ကရုဏာစိတ်ကိုရှိမှထားပြီးဦးနီနိုင်တော်သူများဖြစ်ဖို့ရကိုတော်နိရှေနေတိုင်းလမ်းပြပူဆောင်တော်မူပါဘောဖကိုတော်ပြီးတဲ့အချိန်ကိုတော်ပြီးတဲ့ဥစ္စာပစ္စည်းကိုတော်ပြီးတဲ့ဉာဏ်စွမ်းရှိသမျှအားလုံးကိုလူဝတ်တော်သူများဝန်းနေတော်သူများအဝင်ကြီးလေးဘောဘူးရလွတ်တော်သူများယူသွားပြီးဘုန်းကြီးမဆာတော်ဇုံကြည်သူများဖြစ်ဖို့ရကိုတော်ကျွန်တော်လမ်းဖွင့်ပြတော်မူပါအာမင်ဘောဖဒီနေ့အထိကျွန်တော်ကိုတော်ရဲ့ပြီးတဲ့အခွင့်အရေးကိုအခွင့်အခါကိုတုံးနိုင်ဖို့ရကိုတော်နိရှင်နေတိုင်းကိုတော်ရဲ့လက်ကိုကျွန်တော်လက်ဖြစ်ပါစေကိုတော်ရဲ့ခြေထောက်ကျွန်တော်ရဲ့ခြေထောက်ဖြစ်ပါစေကျွန်တော်နှလုံးသားကိုနိရှင်နေတိုင်းဦးဆောင်ပြီးလမ်းပြပူဆောင်တော်ယေရှုခရစ်တော်၏နာမဖြင့်တက်ကလေးသူတော်စကပိုင်ဖျားတခင်အာမင်ယာယာမဆုလေရာ